ဒီမှာကတော့ဒီ HA ပေါ့နော် HA မှာကသူကကျတော့စာကြောင်း5ကြောင်းပေးထားတယ်ဟဲ့လားဒီစာကြောင်း5ကြောင်းကိုပြန်ပြီးတော့စီပေးရပါမယ်ပထမဆုံးတစ်ခုကသူကဒီ Hi I am Julie ဆိုတဲ့နေရာမှာသူကရှေ့က1ဆိုပြီးထည့်ပေးထားပါတော့ဒီမှာက Julie ဆိုတဲ့ကောင်မလေးရဲ့ဒီမှာနော် Julie ဆိုတဲ့ကောင်မလေးရဲ့ဆိုတော့ဒီ Paul ဆိုတဲ့အမျိုးသားရယ်ပေါ့နော်နှစ်ယောက်စကားအပြန်အလှန်ပြောထားတာဒါပေမဲ့ဒီစကားပြောခန်းနေနော်စကားပြောမှာသုံးတဲ့စလုံးတွေသူတို့နှစ်ယောက်စကားပြောတဲ့နေရာမှာသုံးတဲ့စလုံးတွေဒါပေမဲ့ဒီစလုံးတွေကဒီစာရောင်းတွေအစင်လိုက်မဟုတ်ဘူးနော်ပထမဆုံးက Hi I am Julie ဆိုပြီးတော့ Julie ကသူ့ကိုသူစပြီးတော့မိတ်ဆက်ထားတယ်ကွယ်အဲ့တော့သူ့ကိုဘေးကနေပြီးတော့မှ1ဆိုပြီးတော့ထည့်ထားတယ်နော်ကျတို့ကနောက်ထပ်4ခုရှိသေးတယ်4ခုကို2 3 4 5ဟလာဘယ်ဟာတွေကိုအစင်လိုက်ပြောလဲဆိုတာကိုလိုက်ပြီးတော့ထည့်ရမယ်အဲ့တော့ဒီမှာတယောက်ကပေါ့နော်ဒီကောင်မလေးက Hi I'm Julie ဆိုပြီးတော့စမိတ်ဆက်တယ်ဆိုလို့ရှိရင်ကျန်တဲ့စာကြောင်းဒီချောင်းထဲမှာဘယ်စာကြောင်းကိုသူက Paul ကပြန်ပြောတာဖြစ်နိုင်မလဲပေါ့နော်အဲ့ဒါကိုလေ့လာကြည့်ရအောင်ဘယ်စာကြောင်းဖြစ်နိုင်မလဲလို့ထင်ပါတယ်လေကျန်တဲ့စာကြောင်းလေးတွေကိုအရင်ဆုံးကိုယ့်ဘာကိုဖတ်ကြည့်လိုက်ပါနော်ကျဲအချိန်1မိနစ်ပေးပါမယ်ဒါတော့ပြီလို့ထင်ပါတယ်နော်အဲ့တော့ပထမဆုံးကဂျူလီယာစာပြောထားတယ် Hi I am Julie ဆိုပြီးပြောထားတယ်ကွယ်အဲ့တော့ Paul ကဘာပြန်ပြောတာဖြစ်နိုင်မလဲဒီထဲကနေအဲ့တော့ဒီမှာဒုတိယတစ်စောင်းမှာပါတယ် I am Paul ဆိုပြီးတော့သူ့ကိုယ်သူပြန်ပြီးတော့မိတ်ဆက်တာဖြစ်နိုင်ပါတယ်ပြီးတော့ nice to meet you Julie ဆိုပြီးတော့မှ Julie ကိုသူကပြန်ပြီးတော့နှုတ်ဆက်စကားပြန်ပြောထားပါတော့ကျတို့ဒီနေရာလေးမှာ number 2လေးထည့်ပြပါမယ်နော်အဲ့တော့ Hi I am Julie အဲ့တော့ Paul ကပြန်ပြောတယ် I'm Paul nice to meet you Julie ဆိုပြီးတော့ပြန်ပြောတယ်အဲ့ဒါဆိုရင်တတိယမြောက်တစ်ချောင်းကရောဘာဖြစ်နိုင်လဲဒီတန်တဲ့3ချောင်းတွေကပေါ့နော်တတိယမြောက်ပြောတဲ့စာကြောင်းကဘယ်ဟာဖြစ်နိုင်မလဲအဲ့တော့သူတို့နှစ်ယောက်အရင်မိတ်ဆက်ပြီးသွားပြီတွေ့ရတာဝမ်းသာပါတယ်ဆိုပြီးတော့လည်းပြောပြီးသွားပြီဆိုတော့အဲ့တော့နောက်တစ်ချောင်းအနေနဲ့ကသူတို့ဘာကိစ္စနဲ့လာလဲဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးမေးတာဖြစ်နိုင်ပါတယ်အဲ့တော့ဒီမှာ number 3လေးထည့်လိုက်ပါမယ်နော်And you are you here on business for နင်းရောဒီကိုအလုပ်ကိစ္စနဲ့လာလား for ဆိုပြီးတော့ဒီကတစ်ခေါက်ပြန်ပြီးတော့ရေးထားပါတယ်အဲ့တော့ Paul ကဒီ Paul ကိုမေးသွားပြီဆိုတော့ Paul ကနေဒီတစ်ခေါက်ပြန်ဖြေကိုပြန်ဖြေပေးရမယ်ပေါ့နော်ဆိုတော့အဲ့တော့ तू ကဘယ်ဟာဖြေရဖြစ်နိုင်လဲဒီမှာနှစ်ကြောင်းပဲကြံပါတော့တယ်နော် No I'm not I'm here on holiday လားဒါလည်းဖြစ်နိုင်တာပဲနော် Yes I am and you are you here on business လားဒါအဲ့ဒါလည်းဖြစ်နိုင်တာပါနော်ဒါပေမဲ့ဒီမှာ for ကပြောနိုင်တာကဒီ yes I am and you ကပို့ပြီးတော့ဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီခါကနောက်ဆုံးအနေနဲ့ပေါ့နော်ပြောရမှာဖြစ်တဲ့အတွက်ကြောင့်လို့ပါအဲ့တော့ဒီနေရာလေးမှာ number 4လေးထည့်လိုက်ပါမယ်ပြီးတော့မှဒီမှာ number 5ထည့်လိုက်ပါမယ်နော်အဲ့တော့ကျတို့အပြန်အလှန်စကားပြောလေးကိုသူ့အတိုင်းဒီတိုင်းမပြောတော့ပဲပေါ့နော်ဒီမှာ1 2 3 4 5ကိုအစင်လိုက်ထိုင်ပြီးတော့ပြောကြအောင်နော်အဲ့အချိန်ရင်ပြောပြပေးပါမယ် Hi I am Julie I am Paul nice to meet you Julie and you are you here on business Paul Yes I am and you are you here on business No I'm not I'm here on holiday Okayဒါဆိုလို့ရှိရင်သူတို့နှစ်ယောက်ရဲ့အပြန်အလှန်ဒီပြောခန်းလေးကဒီလောက်ဆိုရင်ပြည့်စုံသွားပြီပေါ့နော်တကယ်လို့တကယ်ချင်းနှစ်ယောက်ရှိရဆိုလို့ရှိရင်တော့တကယ်ချင်းနှစ်ယောက်အတူဒီ speaking conversation လေးကိုအတူလေ့ကျင့်စီခြင်းပါတယ်နော်